နာမည်ကတော့ခင်မျိုးမို့ရှိဖြစ်ပါတယ်ဟုတ်ကဲ့ချစ်တော်လေးဗီဒီယိုတင်ထားတယ်ပါ power part 2ဆိုပြီးတော့လေမွေးနေ့လည်းရောက်တော့မှဆိုပြီးအဲ့လိုတင်လိုက်တဲ့ဗီဒီယိုမှာကျွန်တော်မွေးနေ့က April လ22ရက်နေ့ကို February 22ရက်နေ့ဆိုပြီးတော့ပြောခဲ့မိတဲ့အတွက်တောင်းပါပါတယ် April လို့ပြောရတာ February ဆိုပြီးထွက်သွားပါတယ်ဒါကြောင့်မဝေးပါကြီးပြပြီးတော့ဖြည့်ရှင်းပြတာပေါ့နော်တကယ်လို့အဲ့လိုပြောနေလေအဲ့ဒါလာဖြည့်ရှင်းပြတာပါဒီပါခုစောပြတဲ့ဂိမ်းလေးကတော့ strawberry tower လေးဖြစ်ပါတယ်ဒီဂိမ်းလေးဆိုဒီအရှာလို့ရတယ်သိရပါလားတော်လေးတွေဘာဆိုလို့ရှိရင်လေအရင်လွယ်လို့3-4ခါလောက်စောပြီးတဲ့အထိပြီးတော့သူကကျတော့ point လေးပြထားဆိုတော့လေလို့ဖြစ်အရင်လွယ်တယ်စိတ်ထဲပါကလေးဟွာဖြစ်တာစိတ်ထဲပါ April ဆိုပြီးတော့ပြောပြီးပဲလေအပြေပါထွက်သွားတာ February တဲ့တကယ်ပါsorry ပါပြေးတာဟုတ်တယ်ဟုတ်ပြီဆိုပြီးပါဆိုပါလေတကယ်ပါလို့ဒီလားအဲ့လိုပြောလိုက်ခါကျလူတော့ယူပါအဲ့ဒါကဘာလဲပါယူရဖို့ခောက်တော့ရတယ်တကယ်ယူတယ်ရပါတိသူကလေခပ်ပဲလို့ကိုတော့ထေးကြတာပါလားလုံးဝခတ်တာပါပြီးတော့အဲ့ဒါဒီဂိမ်းလေးစောကြည့်ပါတော့ဒီဂိမ်းလေးတပည့်ကတော့ strawberry tower ဖြစ်ပါတယ်ဂိမ်းလေးစောကြည့်ပါအရင်လွယ်ပါတယ်ဒီဂိမ်းလေးပါလူတွေလည်းပြားတယ်ဒီစောကြည့်ကြပါအားလုံးမေးနေကြမှာဆိုလို့နော် April February မှုတော့ April เนาะစတာ April လာ22ရက်နေ့ကြာလို့ရှိရင်ညီမမွေးနေ့ပါအကြလို့ရှိရင်ခေးတွေအတူတူစော့ကြပဲလေတော့ခေးတွေတူစော့ပဲဖတ်ထူပါသိပေးထားတဲ့အကောက်လေးကိုလာအပ်ပေးဖို့တောင်းဆိုချင်ပါတယ် Platinum 2033ဆိုတဲ့အကောက်ကလေးကိုလာပြီးအကြဖို့တောင်းဆိုချင်ပါတယ်ရှင်အဲအကောက်ပါကျမတို့စုံကြပဲဘာဂိမ်းတွေစော့ပဲဆိုတော့လေကောဘတ်ပါထပ်ပတ်ခဲ့ပေးကြပါအထက်ကအချိန်စုပ်ဂိမ်းလေးကိုစော့ကြပါပဲရှင်ပြောချင်ပါတယ်မတို့လေအဲ့ဒီကြရင်ဘယ်လိုပြောရစော့ကြပဲဘယ်လိုပြောကပြေးကြပဲဆိုတာတူလိုက်ကြည့်ကြပဲနော်အဲကြလို့ရှိရင်ဘာကအဲ့ဒါပိုင်းကျရင်ပုတ်သွားစားတာဖြည်းဖြည်းအဲ့လိုပြောရတော့လှုပ်လိုက်ပဲ။ကြာပိုင်းကျရင်တော့လူတို့တဲ့အတူတူပြောကြပဲ okay ။အဲ့အကောက်ကလေးကိုအပေးကြဖို့တော့တောင်းဆိုချင်ပါအပေးကြပါတော့။အဲ့လိုပဲအခုဆိုလို့ရှိရင်ကျမဒီတပတ်ကျူးလို့ပဲဒီဘက်ဒီတပတ်ပေါ့။ဒီလိုတော့ပဲပေါ့နော်ဒါစီပြဒါစီလို့ရတယ်ပဲဒါစီပြီးပါဆိုတော့ညီမတို့ပေါ်စတက်ကြမယ်ရှိပြီးလို့ရှိရင်ဒီ tower တွေပဲခုတ်ပြနေတော့ fan လေးတွေလည်းရိုးလာထီတယ်ကျတော့ game အဆက်လေးတွေလည်းစော့ပြဖို့လည်းရှိပါတယ်ပြကြပြန်ပြီဂိမ်းစားလေးတွေကတော့ဗာဂိမ်းလေးတွေဆိုဖြစ်ပဲချေကြပရိုတို့လည်းမှတ်ခဲ့ပေးကြဖို့ပြောစီပါတယ်ဂိမ်းစားလေးတွေပေါ့နော်အဲ့တဲ့ပါစော့ပြပဲဘယ်လိုမျိုးတွေဖြစ်မလဲဆိုတာတူတူလိုက်ကြည့်ပေးကြပါမှတ်ခဲ့ပေးကြအောင်နော်အခုက view မတည်တော့ပရိုတို့လည်းပြေးတယ်မှာဆိုလို့ပေါ့နော်တွေ့လားပြုတ်ကြတယ်စိတ်ကမရှိသေးတော့ဘာဖြစ်လဲ
error တက်တယ်လောက်ကြပါဟုတ်ကဲ့ပါကျွန်တော်ဒီကျွန်တော်မပြောလိုက်ချင်ဘူးဗျာဒီမှာကျွန်တော်ဒီကိုရောက်ပါဗျာကျွန်တော် level 1ရောက်တယ်ဗျာ level တော့ဖြစ်တယ်ကျွန်တော်တော့ဟိုတကဒါလေအားလုံးပဲတော့ခါမှထောက်ဖို့အစုပ်ထိတက်ပြပါမယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးအတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye